အားလုံးပဲမင်္ဂလာပါရှင် NYB YouTube Channel ကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့ဖတ်ပြမယ့်အကြောင်းကတော့စာရေးသူရာဇဝီဆရာရေးသားထားတဲ့မဖက်ရမြေတက်သည်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါရရှင်စာအုပ်လေးကိုမဖတ်ပြခင်မှာ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့အတွက်မေတ္တာရက်ခံပါရရှင်ဂရုစိုက်ခြင်းမိမတယောက်ကကျမကြီးဂရုစိုက်နော်လို့ပြောလာရဲဆိုရင်အဲ့ဒါအေးမမိစေနဲ့ရေချိုးမမစေနဲ့လေချောင်းမနာစေနဲ့နှာမစေးစေနဲ့မဖြားစေနဲ့ဒီမကောင်းမဖြစ်စေနဲ့အပူမရှက်စေနဲ့အေးစိမ့်စိမ့်ဖြစ်နေရင်အနွေးတွေဝတ်ထားအပြင်ထွက်ရင်ထီဆောင်ရေပုံမှန်တော့ဝမ်းပြတ်မဲ့ဟာတွေမစားနဲ့ဆေးလေးအရက်ကုန်းရာတွေရှောင်လက်ကင်ပွားဆောင်ထားလို့ပြောတာဗျယောက်ျားတယောက်ကကျမကြီးကြီးဆိုင်တော့လို့ပြောလိုက်ရင်အဲ့ဒါမသိစေနဲ့လို့ပြောတာမိမတယောက်ကကားကိုယူဆိုင်မောင်းတော့လို့ပြောရင်အဲ့ဒါမြို့တွင်းကီလို40ထက်ပိုမမောင်းနဲ့ပြိုင်မမောင်းနဲ့တခုခုဆိုမဆဲနဲ့တုပ်ဆွဲမရိုက်နဲ့ရှေ့ပန်ပါနဲ့လည်းမပုတ်မိစေနဲ့နောက်ပန်ပါနဲ့လည်းမပုတ်မိစေနဲ့ဘေးပေါ်ကြီးလည်းအစင်းရမဖြစ်စေနဲ့ကားမရှင်းမဲမထွက်နဲ့ဘယ်ကားမျိုးကိုမှကြော်မတက်နဲ့ဟွန်းသွားမတီးနဲ့အဖမ်းမခံရစေနဲ့ဂရိန်းနဲ့အဆွဲမခံရစေနဲ့လို့ပြောတာဗျယောက်ျားတယောက်ကကားကိုယူဆိုင်မောင်းတော့လို့ပြောရဲဆိုရင်အဲ့ဒါကားမောက်ပြီးတင်မလာခင်နဲ့လို့ပြောတာဗျယောက်ျားလေးတွေရဲ့အချစ် basically ယောက်ျားတယောက်ဘာပြောမသေးစေနဲ့ဆိုတာထက်ပိုပြီးမျှော်လင့်ချက်သိမရှိဘူးအပြင်းပြေအမဲလိုက်တိုင်းကစားတယ်ဆိုင်ငယ်ပေါ်မှာဂျုံပြတ်တယ်ပါရိုက်ပြန်ပွဲချင်းပါတယ်စစ်တိုက်ဖို့တာဆိုတယ်လားကအစားငှက်စင်ကလအုပ်စင်တိတက်စီရယ်လင်းရင်ပြန်ပေါ်ကခုံချရယ်စက်တစ်အလှမွေးတယ်လက်ဝိတ်ထိုးတယ်အဲ့လိုကြံတာမျိုးကယူနီကိုအေးတဲ့အထိတစ်သက်လုံးမှုတ်တိုက်လိမ့်မယ်လို့ယုံတာကကပအန်ဒီအများဆုံးလောင်ကြီးထမှုပဲမိမတွေကဒီတေးကိုစိုးရင်ယူစိတ်တက်ကြပြီယောက်ျားတွေကတည်သွားတာလွင်ကျန်တာအေးဆေးပဲဆိုတဲ့စိတ်နဲ့ဖြူစုဖြိုးထောင်ခံခဲ့ကြရတာသုံးလွာပြုတ်ကြရင်တော့ဘယ်နာနာသွားသေးလဲလို့လာမင်း I'm alright ဆိုပြီးလက်မထောင်ပြဖို့တဘွားလုံးလေးကျင်ပြီးသားကောင်းနေတချို့ကဂယူဆိုင်ပြတတ်ပေမဲ့တချို့ကဂယူဆိုင်ပြတတ်ကြအောင်စိတ်အေးလည်းအေးနေတတ်တယ်ဂယူဆိုင်ပြတတ်တဲ့သူတွေကြနားအေးခြင်းနဲ့ဆန္ဒပိုကဲတယ်စပွဲမှာထိုင်လို့ထိုင်ကုန်ဆွဲမပြေးတဲ့အခါမကျေနပ်တဲ့မျက်စောင်းနဲ့ကြည့်ခံရမယ်စားတော့ဆိုင်နဲ့မဝင်ခင်ကားလန်ကူတော့ကားတွေလာတဲ့ဘက်ကိုကိုနဲ့ကွယ်ပြီးလန်ကူပေးခဲ့တာကြတော့အမျိုးသမီးမျက်စိနဲ့မမြင်နိုင်ဘူးကားတစ်စီးစီးလမ်းချော်လာရင်ငါ့ကိုအရင်တိုက်ပါစေဆိုတဲ့စိတ်ဟာယူဆိုင်မှုဖြစ်ထည့်သွင်းစဉ်းစားမခံရအောင်ထည့်သွင်းစဉ်းစားပါလို့လည်းဘယ်ယောက်ျားမှတကူတကပြောနေလိမ့်မယ်မထင်ဘူးသူမှမသိဘူးပြီးပြီပေါ့လမ်းထိပ်ထိပဲလိုက်ပို့ခွင့်ရှိလို့အိမ်နဲ့မြောက်ချင်းရက်ဆောင်နေကြည့်တော့ဖင်ငေးခြင်းလို့ပြန်သေးတာထင်ကြလားမသိဘူးပေ20လောက်တော့တွင်မှာဓမြတိုက်ခံရမလားဝေခိုက်ခံရမလားညောင်းနဲ့ပြုတ်ကြရင်းနှင်းနေမလားကြည်တာအိမ်ထဲရောက်တာတေးကြမှစိတ်ချလက်ချအိမ်ပြန်နေတော့ message reply မပြန်ပြီးတော့နှကန်းစုစိတ်ကောက်တာခံရတယ်စပင်ညက်လာတာသတိမထားမိဘူးခုမင်္ဂလေးရှောက်မဲ့လမ်းကြောင်းရဲ့ platform ရင်းကြီးတွေကိုကြာသတိထားမိတယ်အင်ကြီးသေးဝလာတာသတိမထားမိဘူးတကြိုးနဲ့တစ်ခိုင်းထိနေရင်သတိထားမိတယ် anniversary မိချင်းမိမင်းခွေးယူရှိရဲ့လမ်းကိုမမိဘူးပါတီရောက်နေတာဖုန်းတစ်ချက်ဆက်ဖို့သတိမရဘူးအိမ်ရှုပ်ရှုပ်ရှူရှူပြန်ရောက်ရဲလာမိဖို့တော့ည2 နာရီတောင်လန်လို့မယ်2 piece နဲ့ကိုစုံဘဲရီဝိုင်းရှိုးမှာကျူးမဆိုင်ဘူးအဲ့ဒီဘက်ကရေနက်တယ်လို့တွင်ထိုင်အောင်နေဖို့ပဲတည်တယ်ပန်းချန်ထဲမှာလက်တွဲဖို့မိနေတယ်ကာလန်ကူတော့ပြက်ခနဲ့လန့်ဆွဲမိလို့ဆွဲမိမှန်းတော့မသိဘူးအလိုလိုကျင်ပါနေပြီ safety sense နဲ့ survival sense ကမတူဘူး worry နဲ့ alert ကလည်းမတူဘူး baby sitting နဲ့ protecting ဟာလည်းမတူဘူးမိခင်စိတ်နဲ့တတိမမွားစာကြည့်ဆိုင်တတ်တဲ့မိမတယောက်ရဲ့အချက်နဲ့အန်ဒီရဲ့ရင်ဆိုင်တွေ့တဲ့အခါချစ်သူကိုကိုယ်ခန္ဓာကိုနောက်ဆွဲတဲ့ခါခွေရင်ဆိုင်တတ်တဲ့ယောက်ျားတယောက်ရဲ့ချစ်ကလာမှပုံစံမတူဘူးမသိနဲ့နေဘူးနေရင်ထိဆောင်ပြဖို့ပြောလီပါဇက်ပေနေတီရှူးနဲ့တုပ်ပေးဖို့ပြောဖို့ရေကုန်နေထက်ငယ်ပေးဖို့ပြောအသက်အန္တရာယ်နဲ့ဝေးနေသမျှတော့အရာရာတတိပြုနေနိုင်တဲ့အစွမ်းယောက်ျားတွေမှမရှိဘူးကျူးဆိုင်ပြနေသမျှစိတ်ကောက်ခံရမှကြောက်လို့ပဲကျူးဆိုင်ပြတတ်တာနဲ့အချင်းတွေကိုလွဲမှားကောက်ချက်ချနေတာလဲတုံးလို့ပဲဖြစ်ချင်တာဖြစ်ဖြည့်ရှင်းနိုင်တယ်ရင်ဆိုင်နိုင်တယ်တခုပဲကြည့်ပေးတေးမလားနဲ့
prepaid နဲ့ postpaid အရင်ပေးကြသူများချစ်တာကတော့ယောက်ျားသားတွေလည်းအချစ်ခင်ချင်တာပါပဲယောက်ျားတို့ချစ်က prepaid ဖြစ်တယ်အရင်ပေးတယ်အရင်ရင်းနှီးမြှုပ်နှံတယ်အရင်ပေးဆက်အနှစ်နာခံတယ်ယောက်ျားလေးတွေကကိုစူးစမ်းတည်ဆောက်ခဲ့တဲ့အစာအုံပြုစုပြောထောင်ခဲ့တဲ့အသီးပွင့်ကိုပြန်မျှော်လင့်တာကိုရင်းနှီးထည့်ဝင်ခဲ့တဲ့ချစ်ချင်းမြတ်တာပြန်လည်မျက်စွန်းလာလိမ့်မလားဆိုပြီးမျှော်လင့်တာကြိုက်ရင်လိုက်မယ်ပိုးမယ်ပန်းမယ်အငင်းခံရရင်ထက်ကြိုးစားမယ်ထက်လိုက်မယ်လိုအပ်တာတွေဖြည့်ဆည်းပေးမယ်ထက်လို့ရင်ထက်ဖြည့်ဆည်းပေးမယ်မဖြည့်ဆည်းပေးနိုင်ရင်ပိုကြိုးစားမယ်အနှိမ့်ဆုံးချင်းနှောင်းလေးဆွဲတာကနေအဆင်ပြေရင် private jet နဲ့နိုင်ငံခြား shopping ပို့နိုင်တဲ့အထိချစ်တဲ့သူပြည့်စုံမှုအမြဲစူးစမ်းပေးနေခြင်းဟာယောက်ျားတို့ရဲ့ချစ်ပဲချူစားနေတဲ့အောက်တန်းစားငနေတွေမရှိဘူးမဟုတ်ရှိပါတယ်ဒါပေမဲ့များသောအားဖြင့် hard work pay for ဖြစ်တာကိုပြန်လိုချင်တဲ့ယောက်ျားတွေကများတာပဲကိုပေးတဲ့လောက်ပြန်မရတဲ့နေရာမှာယောက်ျားတွေကြာမနေဘူးထိုနည်း၎င်းပဲကိုပေးနေရတော့အဆမတန်နဲ့အများကြီးပြန်ရနေတဲ့နေရာမျိုးမှာလည်းယောက်ျားတော်တော်များများကြာမနေနိုင်ဘူးအတ္တနဲ့မာနကိုထိပါခံရတယ်လို့ခံစားရတယ်သင်ငယ်စရာဝန်းကျင်မျိုးအမျိုးကောင်းသားတို့ရှောင်တတ်ကြတယ်ယောက်ျားတစ်ယောက်အတွက်သူ့အတ္တမာနကောင်းကောင်းအလုပ်လုပ်လို့ရတဲ့နေရာကသာသူ့ရဲ့ရည်ကြီးရာသူ့ရဲ့မျက်နှာရာဒီတော့ယောက်ျားတစ်ယောက်ရဲ့ချစ်ကကိုပေးတော့လေပေးတိုင်းပြန်မရရင်အဆင်မပြေသလိုကိုပေးရတဲ့ရှေ့လျားကိုညွန်ပြီးပြန်ပေးနေရင်လည်းအဆင်မပြေပါဘူးကိုချင်းကိုပေးတဲ့လောက်သာပြန်ပေးအနည်းချုပ်ပြောရရင်ဘာပေးရပေးမယ်ဆိုပေမဲ့နောက်ပိုင်းကျရင်ဘာတွေပြန်ရနေလဲအမြဲဖွင့်ထားသောမျက်စိနဲ့ယောက်ျားတွေကကြည့်တတ်ပါတယ်နောက်မှလိုက်ပြေးကြသူများမိမတွေကြတော့အဲ့လိုမဟုတ်ဘူးဗျမိမတွေချစ်က postpaid ဖြစ်တယ်အရင်ဆုံးရသမျှ service အကုန်သုံးချင်တယ်ဂရုစိုက်တာခံချင်တယ်ဦးစားပေးတာခံချင်တယ်ကျင်နာယူရတာခံချင်တယ်ကာကွယ်ဆောက်ရှောက်ပေးတာခံချင်တယ်ချစ်တာခံချင်တယ် surprise လုပ်တာခံချင်တယ်ဒီနိုင်ငံမှာကြီးပြင်းလာတဲ့မျိုးသမီးတွေကငငယ်တွေကသူတို့စီမှာအမြင့်တွယ်လာတဲ့စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုမှန်သမျှကိုအချစ်ခံရပြီးဟေးဆိုတဲ့အချိန်မှာမီးကုန်ရန်ကုန်ခွာကြတယ်အနိုင်ကျင့်ရတဲ့အခါပြောတယ်အနွန်နာခံတဲ့သူကိုနှိမ့်ဆက်ရတဲ့အခါပြောတယ်မချော့ချင်မှန်းတည်တည်နဲ့အတင်းချော့ခိုင်းရတာကိုကျင့်နေကြတယ်ဒီလိုနည်းနဲ့စိတ်လုံခြုံမှုကိုအတင်းကျပ်အနုချင်းစီလိုပြန်ရှာဖွေရယူကြတယ်စိတ်ကောက်တာရစ်တာကြီးကြတာတွေကိုတစ်ဖက်ကအောင့်အီးတီးခံနေတာမြင်အော်ငါ့ကိုချစ်လို့ပါလားဆိုတဲ့တည်ငါစိတ်လုံခြုံမှုလေးတွေဟာ trust view လောက်ရတယ်လို့သူတို့စိတ်မှာ high လို့ကောင်းနေထင်ပါရဲ့စဉ္ညာနှုံတရားထက်အမြဲပိုရွေးချယ်အလွယ်သုံးစားလုပ်ကြတယ်တစ်ဖက်မှာဘလို့ burden ဖြစ်မယ်မတွေးတော့ဘူးစိတ်နှောက်ယှက်လောက်တာခံမှ annoy လောက်တာကိုအပြုံးမပြတ်မှချစ်တယ်လို့အတိတ်ပဲဖွင့်ဆိုကြတော့တယ်ယောဂကြောင့်လိမ့်ဆက်ဆန်လို့မရတဲ့မိမဘေးမှာလက်ကလေးပဲကိုင်းပြီးတစ်သက်လုံးနေသွားပေးမဲ့ယောက်ျားမျိုးဆိုတာတွေထိအချစ်ကိုမျက်စိတစုံစိတ်ကူးရင်ပြစ်လိုက်ကြတယ်အဲ့ဒီစိတ်ကူးတွေမှာဦးတည်ချက်2ရက်ပဲရှိတယ်တစ်ချက်အကုန်ရယူရေးနဲ့နှစ်ချက်ဘာမှပြင်မပေးရရေးနှိမ့်ဆက်လို့ဝါပြီဆိုတဲ့အချိန်ကြပြန်တော့လေရေကားတာကျိုးသလိုအတားမရှိအဆုံးမရှိဘရိမပါဆက်ကျိုးမဲ့ရရွချစ်ကြပြန်တယ်အယက်သမားဟဲ့ဖြတ်ပါဆိုတော့လည်းမသိတော့ဘူးစီးသမားဟဲ့မပေါင်းပါနဲ့ဆိုတော့လည်းမရတော့ဘူးအချစ်ရဲ့နုံတွေကိုနှရက်မြုပ်တီတီရွသွတ်နေကြပြန်တယ်ကိုကသာကိုလူကိုသဝင်နေတူမယ်ပြဿနာပေါင်းဆုံးရှာမယ်အဲ့ဒီလူကြောင့်တလောကလုံးနဲ့ရင်ဆိုင်ရမယ်ဆိုလဲဥဝတ်ထားတဲ့ချက်မကြီးလိုလာသမျှခွတ်လွတ်ဖို့တစ်စက်ကလေးမှဝင်လေးနေကြတာမဟုတ်ဘူးအနည်းချုပ်ပြောရရင်အုံနောက်ထဲကဟော်မုန်းတွေ biochemical နည်းနဲ့တက်ပြူရာချင်းတူတူမိမတွေကအဲ့ဒီပေါ်ခန္ဓာရည်နေပြီးသွေးဆိုးတတ်ကြရဲဆိုတာပါပဲ surprise တစ်ခုရဲ့အဓိကကြတဲ့ချက်က an expectation ပဲ surprise တစ်ခုမျှော်လင့်နေတဲ့သူစီကတကယ်စစ်မှန်တဲ့ surprise ကဘယ်တော့မှမလာဘူးကိုချစ်တဲ့သူပေါ်ဘာမှမမျှော်လင့်မဲ့ရိုးလေးချစ်နေပြီးုံနဲ့အရာရာဟာ surprise ဖြစ်လာနိုင်တယ်ကျုပ်ကြုံနေစားရမယ်လို့သိထားသူအတွက်ထမင်းဘူးဖွင့်လိုက်လို့ထွက်လာမဲ့ကြက်ကြော်တုံးလေးဟာ surprise ပါပဲဘေးကောင်လုံးကင်တွေ့တိုင်းမန်ရှင်းခေါ်ပြနေတတ်တဲ့သူတွေစီအဲ့လိုရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတွေကဘယ်တော့မှရောက်မလာတတ်ဘူးသူတို့နေ့စဉ်ရနေမှာစိတ်ပြည့်ခြင်းနဲ့အလိုမပြေခြင်းတွေပဲရောက်ငယ်ခြင်းလို့ရိုးလေးနာမည်တက်နိုင်ပါတယ်ပိုကြီးကျယ်တဲ့အနက်ဖွင့်ဆိုရမယ်ဆိုရင်ကိုရထားတဲ့ကိုချစ်သူပေါ်လေးစားဂုဏ်ယူအတိမတ်ပြုခြင်းလို့ခေါ်ပါတယ် surprise တွေပါမလို့ပါဘူးမောင်ရေ
မောင်ကိုရထားပြီးပြီပဲလို့တင်းကျုံယူရမယ့်အချစ်တေကုန်လက်လွတ်ဆုံးရှုံးခံမိမောင်ကြီးလာကြည့်စမ်းလို့ဇိုးကနေမန်ရှင်းခေါ်မယ်ကိုကြီးသူများတွေရူလိုက်တာလို့ဇက်ကနေပိုးဆန်ရှင်းမယ်ယူရီအားချလိုက်တာကွာလို့မက်ဆင်ဂျာကနေပို့ပြီးပြမယ်အော်ယောက်ျားလေးမာနာထိခိုက်သွားမယ်ဆိုရင်နားလည်မှုပေးရမယ်ခွင့်ယူလက်လွတ်ခံမိအော်မိန်းကလေးပဲလူချင်းရှာမှာပို့လို့နားလည်ခံရမယ်ဖြစ်ကိုအရောက်ခံလိုက်တယ်အလိုကြီးအရာနဲ့အချစ်ဟာတဦးနဲ့တဦးတမူးထားလေးစားကြရတာဖြစ်ပါတယ်။ယောက်ျားလေးတိုင်းရဲ့စိတ်ထဲမှာကိုယ်မေတ္တာစနဲ့ချစ်တဲ့မိန်းကလေးပေါ်သူမမမျှော်လင့်ထားတာထက်ပိုတဲ့အရာတွေအလုံးလောက်ရှိပြီးသားဖြစ်ပြီးအဲ့ဒါတွေကမေတ္တာတရားချစ်ချင်းလေးစားမှုတွေနဲ့လဲလှယ်ယူရတာဖြစ်ပါတယ်။ချစ်တာကတော့ယောက်ျားသားတွေလည်းအချစ်ခံကျင်တာပါပဲ။